ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ 2D မောင်ဆိုင် YouTube channel လေးကအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရဗျာနော်ကျွန်တော်လာတင်ပေးရတဲ့ဗီဒီယိုလေးကတော့မနက်ဖြန်9ရက်6လ2026เนาะတောက်ကြနေအပိတ်နေပွဲသိမ်းနေအတွက်ကိုเนาะမဖြစ်မနေကြားရမယ်ပေါက်ရမယ်အောင်ရမယ်ဆိုရဲเนาะဝမ်းချင်းလေးနဲ့မေယောကနန်းလေးတွေเนาะ share ခွေလေးတွေကိုလာတင်ပေးတဲ့ဗီဒီယိုလေးဖြစ်ပါရဗျာနော်ကဲဒီနေ့မှာဆိုလို့ရှိရင်လည်းကျွန်တော်ရွေးပေးထားတဲ့ share ခွေလေးမှာเนาะ3ညနှစ်တဲအောင်သွားတဲ့အတွက်ကိုရီမားတွေအားလုံးကျွန်တော် YouTube ဗီဒီယိုလေးကိုကြည့်ပြီးတော့ like ထိုးနေတဲ့ကိုရီမားတွေအားလုံးအဆင်ပြေကြလိမ့်မယ်ရကြလိမ့်မယ်ပေါက်ကြလိမ့်မယ်လို့တော့ထင်ပါတယ်ဗျာနော်ကဲကျွန်တော်ဗီဒီယိုလေးကြည့်ရှုနေတဲ့လူသစ်ကိုရီမားတွေအားလုံးရောလူဟောင်းကိုရီမားတွေအားလုံးရောနော် like လက်မလေးတယောက်ချက်နှိပ်ပြီးတော့ဗီဒီယိုလေးကိုအများသိအောင်နော်အများပေါအောင် share လို့ရတဲ့နေရာမျိုးတွေမှာ share ပေးပါမျှဝေလို့ရတဲ့နေရာမျိုးတွေမှာမျှဝေပေးတော့ပါလို့ကျွန်တော်ဘက်ကနေမေတ္တာရက်ခံအပ်ပါရဗျာနော်ကဲကျွန်တော် YouTube channel လေးကကိုရီမားတွေတူတယောက်ချင်းစီတိုင်းအားလဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပြီးစီးပွားဥစ္စာဒီရလားစီးပွားတိုးတက်ကြပါစေလို့ကျွန်တော်ဘက်ကနေစုမကောင်းတောင်းပေးလိုက်ပါရဗျာနော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့မနက်ဖြန်နော်9ရက်နေ့နော်9ရက်နေ့ပွဲသိမ်းနေ့အတွက်တောက်ကြနေပွဲသိမ်းနေ့အတွက်ကိုလေးလုံးခွေလေးကိုရင်သွားမယ်ဗျာနော်ကဲမနက်ဖြန်တောက်ကြနေအတွက်ကျွန်တော်ရဲ့လေးလုံးခွေလေးကတော့1368အခွေလေးပဲဖြစ်ပါရဗျာနော်ကဲမနက်ဖြန်တောက်ကြနေအတွက်ကျွန်တော်ရဲ့ share ခွေလေးကတော့1368အခွေလေးပဲဖြစ်ပါရဗျာနော်ကြားတဲ့ကိုရီမားရအားလုံးက comment လေးမှတ်မိပါဗျာနော်1368အခွေလေးပါပတ်တီးလေးကတော့9ပတ်တီးခွန်ပတ်တီးပဲဖြစ်ပါရဗျာနော်မနက်ဖြန်တောက်ကြနေပွဲသိမ်းနေအတွက်ကျွန်တော်ရဲ့ပတ်တီးလေးကတော့9ပတ်တီးခွန်ပတ်တီးပဲဖြစ်ပါရဗျာနော်ကဲပတ်တီးကိုစော့ရတာများတယ်ကျွန်တော်မောင်ဆိုင်ရွေးပေးတဲ့မေယောကနန်းလေးတွေမှာစော့ကြမှာရယ်ဆိုတဲ့အကိုရီမားရအားလုံးကမေယောကနန်းလေးတွေကိုလိုက်မှတ်ထားပါဗျာနော်ကဲမေယောကနန်းလေးရတော့91 92 96 58ပဲဖြစ်ပါရဗျာနော်မေယောကနန်းလေးတွေကတော့9နဲ့ပတ်သက်တဲ့မေယောကနန်းလေးတွေက91 92 96 58ပဲဖြစ်ပါရဗျာနော်ကြားရဲ့ကိုရီမားတွေအားလုံးကောမလေးမှတ်မိပါဗျာနော်ကဲခွန်နဲ့ပတ်သက်တဲ့မေယောကနန်းလေးတွေကတော့ခွန်1ခွန်4ခွန်6ခွန်8ပါခွန်နဲ့ပတ်သက်တဲ့မေယောကနန်းလေးတွေကတော့ခွန်1ခွန်4ခွန်6ခွန်8ပါဗျာနော်ကဲအဲ့ဒါဟိုမှာမေယောကနန်းလေးတွေကိုမှထပ်ပြီးတော့များသေးတယ်တကွက်ကောင်းမဲ့ထိုးခြင်းတယ်ဆိုတော့အကိုရီမားရဲ့အတွက်ကျွန်တော်တကွက်ကောင်းလေးကျွန်တော်ဘက်ကနေအဆင်ပြေအောင်ကိုရီမားရဲ့အားလုံးအဆင်ပြေအောင်တကွက်ကောင်းလေးထုတ်ပေးထားပါရဗျာနော်တကွက်ကောင်းဆိုတာမျိုးကတော့အမှားမှန်ရှိရဲ့အတွက်ကိုရီမားရဲ့အားလုံးဘက်ကလည်းချင့်ချိန်ပြီးကစားပါဗျာနော်ကဲမနက်ဖြန်9ရက်6လ2026တောက်ကြနေအပိတ်နေ့အတွက်နော်ပွဲသိမ်းနေ့အပိတ်နေ့အတွက်ကိုနောက်ဆုံးပိတ်အိတ်နဲ့လွှဲရမယ်ဆိုတော့ကျွန်တော်ရဲ့တကွက်ကောင်းလေးကတော့68ပဲဖြစ်ပါရဗျာနော်မနက်ဖြန်ပွဲသိမ်းနေ့အတွက်တကွက်ကောင်းလေးကတော့68ပဲဖြစ်ပါရဗျာနော်ကဲကိုရီမားရဲ့အားလုံးလည်းမနက်ဖြန်ပွဲသိမ်းနေ့မှာနော်ငွေတို့ပိုင်နိုင်ကြပြီးအောင်မြင်မှုတွေစုကူးနိုင်ကြပါစေမင်္ဂလာရှိသောမင်္ဂလာညချမ်းလေးတွေပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဘက်ကနေဆုမွန်